ရန်သူမှာကိုယ်ကိုတိုက်ခတ်ဖို့အစီအစဉ်ရှိနေပြီးလက်နက်လည်းအစင်သင့်ဖြစ်နေပြီးဆိုတာကိုထောက်လန်းရေးအရာအခိုင်အလုံသိရတဲ့အခါမှာသုံးပါတယ်ကိုဘက်ကခန်းစင်းပြနေတာတဲ့ရန်သူရဲ့တိတ်ဆိတ်စနန်စွမ်းကိုအစကတည်းကဖျက်ဆီးပစ်တာကပိုပြီးထိရောက်တယ်လို့ယူဆကြပါတယ်မိုင်းတင်သင်္ဘောတွေစိတ်ကန်းကနေမထွက်ခင်မှာတင်သိနေတာဖြစ်ပြီးထောက်လန်းရေးအချက်လက်တွေအရဘယ်သင်္ဘောကမိုင်းတင်ထားတယ်လဲဘယ်အချိန်မှထွက်မလဲဆိုတာကိုအတိအကျတွက်ချက်ပြီးစိတ်ကန်းမှတွင်အပြတ်ရှင်းပစ်တာပဲဖြစ်ပါတယ်ဒီနေရာမှာအဓိကဇက်လိုက်ကတော့ MQ9 Reaper drone တွေနဲ့ Hellfire ဒုံးကျည်တွေပါ Hellfire ဒုံးကျည်တွေဟာအတန်ထက်မြန်တဲ့နှုံးနဲ့သွားပါတယ်လေငယ်တွေဘလောက်ပဲမြန်မြန်ဘလို့ပဲဝိမောင်းမောင်းလေစာလမ်းညွန်စနစ်ကပြစ်မှတ်ကိုကတ်လိုက်ပြီးရှေ့မုံပစ်ပါတယ်တမိုင်းဖက်ကိုပြန်ကြည့်မယ်ဆိုရင်လည်း Iran စစ်သည်မိုးကြီးတွေဖြစ်တဲ့ဂျိုရှန်ဆာဟန်နဲ့ဆာဘလန်တို့ဟာအမေရိကန်ရဲ့လက်ချက်နဲ့နင်းမြုပ်ခံပူးပါတယ်1988ခုနှစ်ဧပြီလ18ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ Operation Princess Metis အတွင်းမှာအမေရိကန်ရေတပ်ကအီရန်ရဲ့အက်ဒီစစ်သင်္ဘောတွေကိုတိုက်ခိုက်ရှင်းမုန်းခဲ့တာဖြစ်ပါတယ်။ဒါဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာအမေရိကန်ရေတပ်ရဲ့အကြီးမားဆုံးရေကြောင်းတိုက်ပွဲလည်းဖြစ်ပါတယ်။အမေရိကန်စစ်သင်္ဘော USS Samuel B. Roberts ဟာပါရှန်ပင်လယ်ကွေ့အတွင်းမှာအီရန်ကချထားခဲ့တဲ့ရေအောက်မိုင်းကိုထိပြီးပြင်းထန်စွာပောက်ကွဲပစ္စည်းသွားခဲ့ပါတယ်။အဲ့ဒီအတွက်တုံ့ပြန်တဲ့အနေနဲ့အမေရိကန်ကအီရန်ရေတပ်ကိုအပြတ်သက်ရှင်းမုန်းဖို့ဒီစစ်စင်ရေးကိုစတင်ခဲ့တာပါအီရန်ရဲ့ဂျိုရှန်စစ်သင်္ဘောဟာအမေရိကန်စစ်သင်္ဘောအုပ်စုအနားကိုရှင်းကပ်လာပြီးအမေရိကန်လို့ဟာပုံမစ်ဆိုင်ဒုံးကျည်နဲ့အရင်ဆုံးစတင်ပစ်ခတ်ခဲ့ပါတယ်ဒါပေမဲ့အမေရိကန်ရေတပ်သင်္ဘောကဒုံးကျည်ကိုရှောင်တိန်နိုင်ခဲ့ပြီးပြန်လည်ပစ်ခတ်ခဲ့တာကြောင့်ဂျိုရှန်ဟာပင်လယ်ထဲမှာတင်ထာဝရနှိမ့်မြုပ်သွားခဲ့ပါတယ်